ဒီနေ့မှာတော့ serial number တက်ခြင်းကိုကျွန်တော်တို့ sequence function နဲ့ count a function သုံးပြီးတော့ရေးပါဖြစ်ပါတယ်။ပထမဆုံး sequence function ကြောင့်ရှင်းပြပါမယ်။ sequence function လို့ရေးလိုက်ရင်ဒီ function argument အနေနဲ့ rows တောင်းပါတယ် columns တောင်းပါတယ် step တောင်းပါတယ်เนาะ step တောင်းပါတယ်နော် rows ဆိုတာတော့ကျွန်တော်တို့ sequence လုပ်မဲ့ row ရည်အတွက်ကိုဒီနေရာမှာဖြည့်ပြရမှာပဲ column row လိုက်သွားမှာနော် column လိုက်သွားမှာလည်းရတယ် row ရော column ရောတစ်ကြိုင်နဲ့သွားလည်းရပါတယ်နော်အဲတော့ row တစ်ခုပဲသွားမှဆိုရင်ဒီ row နေရာမှာတက်တက်ကြီးတဲ့ကဏ္ဍကြီးရိုက်ထည့်လို့ရတယ် column လိုက်သွားမှဆိုရင် column နေရာမှာတက်တက်ကြီးတဲ့ကဏ္ဍကြီးရိုက်လို့ရတယ်တစ် column ပဲသွားမှဆိုရင်ဒီမှာတော့ 1 ပဲရိုက်မယ်နော် row တစ်ခုပဲသွားမှဆိုရင်ဒီမှာrow နေရာမှာ 1 ပဲရိုက်မှာပေါ့နော် step လာကြတော့ဘယ်ကနေစမှာလဲနံပါတ်1ကနေစမှာလားနံပါတ်2ကနေစမှာလားပေါ့နော်ဒီနေရာမှာ step ရေးမယ်ပြီး step ဆိုတာတော့အဆင့်ပဲဘယ်နှခုစီချားမှာလဲပေါ့နော်တစ်ခုစီပဲချားမှာဆိုရင်ဒီလိုထည့်မယ်နှစ်ခုစီချားမှာဆိုရင်2 4 6 80နဲ့သွားရင်ဒီမှာ2လေးထည့်မှာပေါ့နော်ဒီကနေစတော့2 4 6 80နဲ့ပေါ့နော်အဲရှင်းအောင်ဒီလိုဒီအောင်မှာရေးပြပါမယ်နော် equal to sequence sequence ဆိုတော့ဒီမှာဆိုတော့ဒီအောက်မှာတော့တောင်းတယ် row တောင်းတယ်နော် row တောင်းတော့ကျွန်တော်တို့ကဒီမှာဒီ1 2 3 4 5 6 9 10 90ဆိုတော့ဒီ row အောက်ကိုဆင်းသွားခြင်းလားဆင်းသွားခြင်းနဲ့ဘယ်နှ row လောက်ပေးခြင်းလဲဆိုတော့5 row လောက်ပေးခြင်းတယ်ပေါ့နော်5 5ထည့်မယ်ပေါ်မှာ column ကတော့ column ကဒီဘက်ကို column က1 2 3 4 5မသွားဘူးဒီတစ် column နဲ့ဒီရှိနေတဲ့ column မှာပဲတစ် column မှာပဲသွားမယ်ဆိုရင်ပြင်လို့ရိုက်မှာပေါ့နော်ပြီးရင် step down နော် step down ဆိုတစ်ကနေပဲစမှာပဲဒီနော်ဒါတော့ချားမှာလားဘယ်တစ်ခုချားမှာလဲဘယ်တစ်ခုချားမှာလဲဒါ2 4 6 80သွားခြင်းနှစ်ပေါ့နော်နှစ်လို့ပြီးလိုက်ရင်တော့1 3 5 9ပြပါမယ်နော်1 3 5 9ပြပါအဲ့တော့2 4 6 80သွားခြင်းဒီညမှာနှစ်လို့ပြီးလိုက်နှစ်ဆိုရင်နှစ်ချာဆိုရင်2 4 6 80သွားမယ်နော်ဆင်းကြည့်လိုက်နော်ဒါဆိုရင်2 4 6 80နဲ့သွားတယ်ကဲလို့1 3 5 9နဲ့သွားခြင်းဒီလိုပြီးလိုက်ပါနော်ဒါဆိုရင်1 3 5 9သွားမယ်နော်ကဲပါ1 2 3 4 5ပဲသွားမယ်ဆိုရင်ဒီနေရာမှာဒီလိုပြီးလိုက်ပေါ့1 2 3 4 5နော်ဒီမှာဆိုရင်ထူးခြားတာတော့ဒီနောက်က row တို့ column တို့ step တို့နေရာမှာကဲပါကျွန်တော်တို့က rows ပဲပေးမယ်ဆိုရင်ဒီနောက်မှာဘာမှမထည့်ရတော့1 2 3 4 5ပဲသွားခြင်းဆိုရင်ဒီနောက်မှာဘာမှမထည့်တော့ဒီလိုလေးရိုက်လိုက်ရင်ဒါအပြည့်ထွက်တယ်နော်အဲ့တော့ column လိုက်သွားခြင်း column လိုက်သွားခြင်းဆိုရင်ဒီနေရာမှာ row ပဲထားမယ် column 5 column ပါမယ်နော်ဒါဆိုရင်1 2 3 4 5တော့ကိုထွက်သွားမှာနော်အဲ့တော့ဒါဆိုရင်row function sequence function ကြောင့်နားလည်ပြီးယူစားတယ်ပြီးရင်ကျွန်တော် count a function ကိုဆက်ပါမယ်နော် equal to count a နော် count a လို့ရချင်တယ်တော့ value တောင်းမယ်နော် value တောင်းတယ်ဆိုတော့ value ကဒီဟာတစ်ခုပဲကျွန်တော်ရေးတွက်စေချင်တယ်ဆိုရင်ဒီမှာနှိပ်လိုက်ရင်ပိတ်ပေးလိုက်ရင်ဒါ1လို့ရေးတွက်ပေးတယ်နော်တစ်ခုပဲရှိတယ်ကြောင့်1လို့ရေးတယ်ကဲလို့ဒါကျွန်တော်တို့ကရေးတွက်မဲ့ဟာကများတယ်ပေါ့နော်ဒီကမှာဘယ်ကနေစမလဲဒီကနေတစ်ကနေပြီးတော့ဒီ9ထိရေးတွက်ချင်တယ်ဆိုရင်ဒီကနေ9ထိ select လုပ်လိုက်ဒါပြီးလိုက်ဒါဆိုရင်9ဟုတ်ပြီနော်ကဲလို့ဒီဘာလဲဒီမှာပြန်လို့ရအောင်နော်ကျွန်တော်ပြန်ဒီမှာရိုက်ပြအောင်ဒီနေတော့ဒီနော်ဒီမှာရေးတွက်တဲ့ဒီကိုပြောင်းလိုက်နော်ဒီတဲ့ကိုပြောင်းလိုက်မယ်ဒီအောက်ကဒီတော့နော်ဒါရေးကပ်မယ်5ခုကိုပြမယ်အဲမို့လားဒီနားတစ်ခုကိုဖြတ်လိုက်ရင်တော့ရေးတော့4လို့ရေးတော့အဲတော့ဒီကြားထဲအောင်ဖြတ်လိုက်ရင်3လို့ရေးတော့နော်အဲဆိုရင်1 2 3ဆိုတော့ဒီမှာကြားထဲအောင်ဖြတ်လိုက်တော့3လို့ပဲရေးတော့နော်ဒါဆိုရင်ကောက်ရ
function ဆိုရင်သဘောပေါက်မှာနော်ဒါဆိုရင်ကျွန်တော်အကုန်ပြလိုက်ကြောင်း0ဖြစ်သွားတယ်နော်ဒါကောက် A ရဲ့ function ရဲ့ဖြစ်ပါတယ်နော်အဲ့တော့အဲ့ကောက် function နဲ့ကောက် A function နဲ့ sequence function ရပြီဆိုရင်ဒီမှာ formula ရေးလို့ရတယ်နော်အဲ့တော့ရှင်းလေးပဲ sequence ကိုရေးလိုက်မယ်ပြီးရင် sequence ရေးပြီးရင်ကျွန်တော် row like ပဲသွားချင်တာနော် row like ကိုတင်းတင်းတို့ဒီမှာနာမည်ဖြည့်လိုက်ရင်ဒီဘက်ကိုသွားရေးတွက်တော့မှာဆိုတော့ row နေရာမှာပဲကျွန်တော်က function ထည့်ရမှာဆိုတော့ကောက် A function ထည့်လိုက်မယ်ပြီးရင်ဒီကတင်းတင်းတို့5 6 9 10 10နဲ့သွားမှာဆိုတော့ဒီဟာတွေကိုဖြည့်စရာမလိုတော့ဘူးနော်အဲ့တော့ဒီနေရာမှာကောက် A function row နေရာမှာကောက် A function ထည့်ပြီးဝင်ပိတ်ပြီးလိုက်ရင်အဖြေကထွက်သွားမှာပါနော်အဲ့တော့ရေးပြပါမယ် equal to yes equal ခွဲစားကောက် co ကောက် A နော်ကောက် A ဘယ်ဟာရေးတော့လဲနေက F7 နော် F7 ကနေတော့ဟိုဆိုဒီပေါ့နော်အောက်ဒီကိုရေးတော့မယ်အဲ့ဒါပဲပြီးရင်တို့ကနားပြောလို့ပဲဒီကနေစမယ်တခုစီပဲချောင်းအောင်မယ်ဆိုတော့တော့မှနောက်မှဆက်ပြီးတော့မယ်ဝက်ပိတ်လုပ်ပေးထားလိုက်နော်အဲဆိုရင်အဲ့ဒါမိလိုက်အဲဆိုဒီမှာနံပါတ်ကအဲ့ဒါပြတာနော်နံပါတ်အဲ့ဒါပါပြီဆိုတော့ဒီမှာ greater than or equal 1လို့ဖြစ်အောင်နော်ဒါကိုကြည့်တော့ဆရာ value က0ဖြစ်နေနော်အားကြောင့်0ဖြစ်လဲဆိုတော့ဒီနေရာမှာဘာမှမဖြစ်ရသေးဘူးနော်ဘာမှမဖြစ်ရသေးဘူးတခုရေးလိုက်ကြည့်နော်စားပြီးတော့ရေးတော့နော်အဲ့တော့ဘုံဒီလိုစားမယ်နော်ဒီလိုဖြစ်ကြည့်နော်ဒါဆိုဒီ function လေးကိုအားလုံးသဘောပေါက်မယ်လို့ယူဆပါတယ်